လမ်းနာသမီးရေဘာဖြစ်လို့လဲသမီးကိုလေကြောင်မလုံးမဆန်လေးဆိုတာဦးလေးကစိုက်ခေါ်လိုက်တယ်အဖေဟာငါသမီးလေးကိုကြောင်မျက်လုံးစားဆန်သိန်းဆိုတဲ့လူကြီးကစိတ်ခေါ်လိုက်ဟုတ်တယ်အဖေမရိုင်းလိုက်တာကွာခလေးကိုမြန်ဒီကောင်စိတ်ခေါ်ရတယ်အဲ့ကောင်ကမှလည်းအဖေနဲ့တွေ့မယ်ခုနကဆောက်နေပြီကြားသွေးတော့ထုံးညိုကြောင်မသိသေးဘူးထင်တယ်ဒီရှာဘာလဲဟုတ်တယ်သမီးဘာဖြစ်လာတော့သမီးရဲ့သမီးခါပြီးတော့အဖေဘာဖြစ်လာတော့သမီးရဲ့ကြားဆိုလားနွားဆိုလားပဲတမို့စိတ်ခေါ်လိုက်ဘာဟုတ်ကောင်ငါသမီးတိတလီကိုမှဒီမှာစိန်ခေါ်ရတယ်လို့လက်စားတော့ကြားသွေးတော့ထုံးညူပဲအဲ့ကောင်မှလည်းသမီးဟုတ်မှာတွားမယ်လားအဖေတို့တွားချမ်းဟဲ့ကြောင်မျက်လုံးသားဆန်သိန်းကမဲလားဟဲ့ကြားသွေးတော့ထုံးညူဆိုတာမင်းကိုငါသမီးတက်လေးကိုမင်းစိန်နဲ့မြကွာစိတ်ခေါ်ရတယ်လို့ဟာငါသမီးကွာတစ်သေးတလေးကိုမှမင်းကလာစိန်ခေါ်ရတယ်လို့ဟဲ့မင်းကငါပြောပြီးသားအိမ်ကလာကြရအကွက်တွေဘယ်လိုဆွရမယ်ဆိုတော့ငါစဉ်းစားပြီးသားရောက်ဟေးငါကလေကြောက်တတ်တဲ့အသေးကိုနောက်ဖက်ကတဲမှာချိတ်ပြီးတော့မှမင်းနဲ့လာတွေ့တာနော်